ဒီနေ့လို့ဝင်တာနဲ့ဒါရီကုန်ရမယ်ပထမဆုံးတစ်ခုက all skin all hero ဆောက်လို့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့တရက်ကို brother အနေနဲ့ base skin ပဲဖြစ်ဖြစ်ဘယ် hero ကိုပဲဖြစ်ဖြစ်ဆောက်ကစားလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုက honor skin နဲ့ ultraman column မှာ outfit တစ်ခု free ဝင်ယူလို့ရပါမယ်ဒီ outfit အမိုက်စာအပြင်ကုန်မှာ honor points ကလည်း400တောင်ထပ်ပြီးတော့ရအောင်မှာပါ outfit ကမိုင်းဆိုတာတော့ကျွန်တော်ဒီမှာစမ်းပြီးတော့ဝတ်ပြပေးထားပါတယ် outfit အပြင်ကုန်မှာဒီ helmet ကလည်းတော်တော်လေးကိုဒီလေးကြပါတယ်ကျွန်တော်ကတော့တော်တော်ကြိုက်နေတာပါနောက်တစ်ခုကတော့ကျွန်တော်မနေ့ကတင်ပေးခဲ့တဲ့ဒီဗီဒီယိုတွေက limited time token တွေယူတာပေါ့နော်ကျွန်တော်မှာက9000ပေါင်မဲ့ box ကမရှိတော့888ပဲယူလိုက်ပါတယ်ဆိုတော့အဲ့ဒါနဲ့ skin သွားဝယ်ကြည့်လိုက်ရအောင်ဒီမှာရွေးစရာတွေကတော့များတယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့မမမလီဒီကိုပဲရွေးလိုက်ပါတယ်ဘာလို့လဲဆိုတော့လှလို့ပါတကယ်လေးလှတယ်နော်ဆိုတော့ဒါတွေကတော့ဒီနေ့14ရက်နေ့ game ထဲကို login လေးဝင်ပြီးရုံနဲ့ free ရမယ့် reward တွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ login ဝင်ဖို့လုံးဝမမေ့ပါနဲ့ရမယ့် reward တွေကလည်းတကယ်ကိုမိုက်လို့ပါဆိုတော့ကျွန်တော်ကတော့ဆရာပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်